အိုက်ခွင်ရဲ့အစမှာတော့အင်ရှိကလူခေါ်ပဲတီးတဲ့ကြားအကြောင်းခူရူမီကတွားပွင့်ကြည့်လိုက်တဲ့အခါဟီတုကာကိုတွေးလိုက်ရပါတယ်ကာစုကရှိလားလို့မေးလာတာကြောင့်မာနာမီကကိုမဆုတို့အိမ်တွားရထင်တယ်လို့ပြောလိုက်တဲ့အခါကျေးဇူးတင်ကပြောပြီးပြေးထွက်သွားခဲ့ပါတယ်အိမ်ရှိရောက်မှာတော့ဟီတုကာကိုဟီနိုကလန့်ခေါ်လိုက်ပြီးလက်ကလေးကိုင်ကဟီတုကာအခုကစပြီးငါနဲ့တွဲရပါလားလို့ပြောလာခဲ့ပါတယ်ငါနဲ့အပြစ်တော့ပတ်စံအလုံးလားရဲ့လားလို့ဟီတုကာမေးလိုက်တာကြောင့်ဟီနိုကပတ်စံအိတ်ကိုကြည့်နေတော့ပြေးထွက်သွားခဲ့ပါတယ်ကိုမဆုရဲ့အိတ်ကန်းထဲမှာတော့အဆိုတော်ကောင်မလေးပုံနေနဲ့ပြည့်နေပြီးကာစုကတော့သဘောကြီးကျနေပါတယ်ဒီလောက်အများကြီးရှိနေတာအံ့ဩစရာပဲဒါကြောင့်မင်းကဖန်ကလပ်ဖွဲ့ရင်ဖြစ်နေတာကိုလို့ကာစုကပြောလာကြောင်းမင်းရောကြိုက်တဲ့ဆိုတော့မရှိဘူးလားလို့ကိုမဆုကမေးလာခဲ့ပါတယ်လက်တကမ်းမှာတော့ကြိုက်တဲ့ကောင်မလေးရှိနေတာပဲကိုလို့ဖက်တီးကပြောလာတဲ့ကြောင့်ဟုတ်တာပဲဒါပေမဲ့အဲ့လိုထူးဆန်းတဲ့ကောင်မလေးတွေကဘယ်နာကောင်းလို့လဲလုံးဝနားမလည်ဘူးလို့ကိုမဆုကပြောနေပါတယ်ဒါကြောင့်အာယူကဝါကိုတွေးမိသွားပြီးသူကထူးဆန်းတဲ့ကောင်မလေးမဟုတ်ပါဘူးလို့ပြောလိုက်တဲ့အခါပထမနှစ်ပဲရှိသေးပေမဲ့ကျောင်းကအစိုးတကထုတ်ခေါင်အာယူကဝါနဲ့တွေ့တာလုံးနေရကြောင်းထူးဆန်းတာပေါ့လို့ပြောလာခဲ့ပါတယ်တကယ်တော့ကိုမဆုကဟီရုကအကြောင်းကိုပြောနေခဲ့တာပါသူကအာယူကဝါနဲ့ခက်ကောကနေတင်းနေမလားလို့ပြောလာတာကြောင့်ဘာဖြစ်လို့လဲလို့ကာစုကပြန်မေးလိုက်ပါတယ်သူကအခုတော့နည်းနည်းညင်နေပေမဲ့အရင်တုန်းကတော့တခြားစီပဲပစ္စည်းနေတဲ့အရာတွေမှာတော်တော်ပြုံးဝင်းနေတာဆိုပြီးပြောလာခဲ့ပါတယ်။တေချာစဉ်းစားကြည့်ပါငါအာယူကဝအကြောင်းတေချာမသိသေးဘူးပဲလို့ကာစုကတယောက်တွေးမိနေပါတယ်။တညလောက်လိုက်တဲလို့ရမလားလို့အာယူကဝပြောတဲ့အချိန်ကိုပြန်စဉ်းစားမိပြီးအဲ့လိုပြောတာငါတယောက်ထဲမှာဟုတ်ရလားဆိုတာကိုသိကျင်လိုက်တာလို့ကာစုကတွေးမိနေခဲ့ပါတယ်။အဲ့နောက်အာယူကဝကကာစုကကိုလန့်ခေါ်လိုက်တဲ့အချိန်မှာအတိပြန်ဝင်လာပြီးသူမသိလိုက်ခင်မှာပဲအာယူကဝအိမ်ရှိရောက်နေတာကိုသတိထားမိတော့ပါတယ်။အဲ့နောက်ပန်းညံဘက်ကိုအတူတူလမ်းလျှောက်ထွက်လာခဲ့ကြပြီးရှေ့ကရေပန်းရဲ့တခြားတစ်ဖက်မှာတော့ဟီတုကာနဲ့အညိုစင်လေးလမ်းလျှောက်နေတော့တယ်သူတို့ချင်းချင်းတွေ့ပန်းဒီမှာကိုရီးယားလွဲလေးလွဲထားခဲ့ပြန်ပါတယ်။အဲ့နောက်အာယူကဝကကာစုကကိုကဖေးဘာတစ်ခုကိုခေါ်ထားခဲ့ပြီးကာစုကဒီထဲဝင်မလို့လားလို့မေးလိုက်တာကြောင့်ကာစုကမဝင်ချင်ဘူးဆိုရင်မဝင်ပါဘူးလို့အာယူကဝကပြန်ပြောလာပါတယ်။အဲ့ဒီနောက်အသွဲတွဲထွက်လာပြီးမတွေ့ရကြရင်တော့မာတို့ကာလိုနှုတ်ဆက်လာပါတယ်။ပြီးတော့မင်းကယောက်ျားလေးကိုအနာမကက်ခံဘူးလို့နာမည်ကြီးပေမဲ့အခုတော့ကြည့်ပါဦး။စုံတွဲတွေ့လိုက်ရတော့တော်တော်အံ့ဩသွားတာပဲလို့ပြောလာပါတယ်။အဲ့နောက်အာယူကဝကိုစော်ကားတဲ့စကားလုံးနဲ့ပြောတာအကြောင်းသူငင်းခန်းနေရနဲ့ရှောက်ပြီးပြောလို့ရမယ်ထင်နေလားပြန်တောင်းပန်စမ်းလို့ကာစုကပြောနေပြီးစကားအခြေတင်များနေရကြောင်းအာယူကဝကလက်ကလေးကိုဆွဲပြီးမှခေါ်သွားခဲ့ပါတယ်အာယူကဝကဘာလို့တခုမှပြန်မပြောဘဲငင်းခန်းနေရလဲလို့မေးလိုက်တဲ့အခါကာစုကလုံလောက်ပြောခဲ့ပြီးမို့လို့ဒါကြောင့်ရပါပြီလို့အပြုံးလေးတပွန်းနဲ့အတူပြောလာခဲ့ပါတယ်အဲနောက်အာယူကဝကဇွဲတိုးမလေးကိုတူတောင်းနေတဲ့ပုံစံအတိုင်းမှာလိုက်ပါတယ်နှစ်ယောက်သားခွတ်ချစ်တိုက်ပြီးတောက်လိုက်တဲ့အချိန်မှာတော့ကာစုကအရစ်ပါတီးကလာလို့မေးလာတဲ့ကြောင့်နည်းနည်းလေးပဲထည့်ထားတာကြောင့်စိတ်မပူဘူးပြောလာခဲ့ပါတယ်အိမ်ပြန်လမ်းမှာတော့အာယူကဝတယောက်ကာစုကကိုတွဲနေရပြီးငါကကလေးမဟုတ်တာကြောင့်တယောက်ထဲလွတ်ထားစမ်းပါအားလုံးကကလေးလိုစစ်ဆက်နေကြတော့အာယူကဝတောင်မှအဲ့လိုတွေးနေတာမလားလို့မူနဲ့ရစ်နေပါတယ်ပြီးတော့ငါကအဲ့လိုကလေးတောက်တဲ့ခွက်လေး9ခွက်6ခွက်လောက်တောက်အောင်နဲ့မူးမဲ့ချတိတ်မဟုတ်ဘူးနော်လို့ပြောလာတဲ့အခါနှစ်ခွက်ပြပုံမတောက်ခဲ့ပါဘူးလို့အာယူကဝကပြောလာခဲ့ပါတယ်ကာစုကရဲ့မျက်လုံးထဲမှာတော့အာယူကဝက3-4ယောက်ဖြစ်နေပါပြီအဲ့နောက်အားလုံးပြောနေကြတဲ့အတိုင်းမင်းရဲ့အကြောင်းတွေကိုငါမယုံပါဘူးလို့ပြောပြီးအာယူကဝရဲ့ပခုံးလေးကိုကန်ကနန်းလိုက်တာကြောင့်ပွားချတာခံလိုက်ရပါတယ်နောက်နေ့မနေ့မှာတော့အမနှစ်ယောက်ကကာစုကကိုလာနိုးနေပြီးအထက်တန်းကျောင်းသားပဲရှိတာကိုအရစ်တောက်တယ်ဆိုပြီးအဖေကစိတ်ဆိုးနေရလို့ပြောလာခဲ့ပါတယ်ကာစုကတယောက်မင်းညကအကြောင်းတွေကိုပြန်စဉ်းစားကြည့်လိုက်တော့အာယူကဝနဲ့အကြောင်းတွေကိုပြန်မှတ်မိသွားပြီးမှတော်တော်လေးအခြေအနေဆိုးနေပြီဆိုတာကိုတွေးမိလိုက်ပါတယ်ကာစုကအကြောင်းဝမ်းထဲမှဝင်ပဲအပေါက်ဝကနေအာယူကဝကိုချောင်းကြည့်နေရကြောင်းကိုမဆုကအနောက်ကနေထိလိုက်တဲ့အခါအလက်မိခန်းထဲကိုရောက်သွားခဲ့ပါတယ်ကာစုကမျက်စောင်းလေးထိုးပြီးကြည့်လိုက်တဲ့အခါမော်နင်းအာယူကဝလို့နှုတ်ဆက်လိုက်ပေမဲ့တခြားတစ်ဖက်ကိုဒါလှည့်သွားခဲ့ပါတယ်နေ့လေကြောက်စင်းချိန်မှာတော့ကာစုကအာယူကဝကိုမင်းကအကြောင်းရှင်းပြခြင်းပေမဲ့နာမည်ကြီးဝတ်သားညက်ဆန်းဝက်ကုန်တော့မယ်နော်ဈေးတက်တာပြီးရတာရှိတဲ့အစားစာစီတွားကြစို့ဆိုပြီးဆွဲခေါ်သွားတာကြောင့်ပါသွားခဲ့ပါတယ်ကန်တင်းရောက်တဲ့အချိန်မှာတော့ဖက်တီးကဆန်းဝက်လေးတစ်ခုကန်ကရောင်းကုန်သွားပြီဖြစ်ကြောင်းပြောလာခဲ့ပါတယ်အဲနောက်ဟီရုကအပြစ်ဖြစ်လာပြီးကာစုကဆန်ပိုင်လွမ်းနေတာဘာလို့ဆိုမင်းကတနေ့ကုန်လိုက်ရှာနေတာလို့ချွေးတန်လေးနဲ့ပြောနေရကြောင်းအကုန်လုံးလဲအားကြနေရပါပြီဟိုလီဟီရုကအခုကအချိန်ကောင်းမဟုတ်ဘူးလေအားလုံးကကြည့်နေတယ်နေရာထဲတိတ်ဆိတ်ပြီးစကားပြောလို့ရမယ့်နေရာမှာတွားကျင်ဘူးလားလို့ကာစုကပြောလိုက်ပါတယ်ဒါကြောင့်ဟီရုကကြောင်းစင်းရဲ့ ABCB မှာစောင့်နေမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်အာယူကတယောက်ကတော့မနေ့ကအဖြစ်ကြောင့်ဟီရုကကိုမျက်နှာပူနေလို့လားမသိအမမယွန်းနေဖြစ်နေပါတယ်ထူးထူးဆန်းဆန်းပဲနော်အာယူကဝကမှားထားတဲ့ဟာတွေကိုအမလုံးမိတယ်ဆိုတော့တခုမှဖြစ်လို့လားလို့ဟီရုကမေးလိုက်တာကြောင့်ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်ဘာမှမဖြစ်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ်ဘာမှမဖြစ်ခဲ့ဘူးဆိုတာဘာပြောတာလဲလို့ထပ်မေးနေရကြောင်းကြိုက်ထားတဲ့ဖန်ကုတ်ကိုလွှတ်ချပြီးမှစကားစားကိုဖျက်လိုက်ပါတယ်ကာစုကတော့ဟီရုကချိန်ထားပြီးမှပုံမလာခဲ့ပါဘူးဆိုင်ဝေပြီးအပြတ်မှာတော့ဆိုင်ရှင်ကသူများကိစ္စကိုဝင်မပါတင်ဘူးဆိုပေမဲ့အသွေးတွေလုံပြီးစိတ်ညစ်နေတာမကောင်းဘူးနော်ငွေရွယ်တော့မှအမျိုးမျိုးဖြစ်တတ်တယ်လေလို့တတိပေးလာပါတယ်နောက်နေ့မှာတော့အာယူကဝကကာစုကကိုစကားပြောဖို့တခြားနေရာကိုလာခေါ်ပေမဲ့စာတင်ကန်းတွေကအထွတ်ကိုမဆုရဲ့ဆွဲခေါ်တာကိုခံလိုက်ရပါတယ်ကန်တင်းမှာတော့လူတွေကကြိတ်တိုးနေပြီးမှလူအုပ်ကြားတွေကနေကာစုကတယောက်ဆန်းဝက်လေးနှစ်ခုကန်ကလေးဘက်ထောက်ပြီးထွန်းလာခဲ့ပါတယ်ကိုမဆုကတော့လက်ပလာနဲ့ပြန်ထွက်လာပြီးကိုယ်တိုင်တားညက်ဆန်းဝက်ဖြစ်တော့မယ်လို့ပြောနေရကြောင်းဆန်းဝက်တစ်ခုကိုပေးလိုက်ပါတယ်အဲနောက်ဟီရုကရောက်လာပြီးစံပိုင်းကရက်ဆက်လိုက်တာအကြာကြီးစောင့်နေခဲ့တာကိုလို့ပြောပြီးကာစုကပေါ်တက်ပြီးအောင်းငုံနေပါတယ်ကျောင်းခတ်မိုးတဲ့မှာတော့ကာစုကကိုနေလက်စာခွန့်ကျွေးနေရင်ငါတော့အာယူကဝတစ်ခုဖြစ်နေပြီလို့ထင်တယ်လို့ပြောလိုက်တာကြောင့်မဟုတ်တာလှုပ်ထားတဲ့ကာစုကတယောက်တော့အစာပါနင်သွားပါတယ်အရင်ကနဲ့မတူတော့ဘူးပြီးတော့ဘာကြီးဖြစ်နေလဲဆိုတာငါ့ကိုလည်းမပြောပြတာကြောင့်ထိလဲစရာကောင်းတာဖြစ်ခဲ့တာတေးကြတယ်လို့ဟီရုကအစ်စ်ပြောနေပါတယ်
နေလက်စာစားနေတဲ့ကိုမဆုတို့စီကိုအာယူကာဝရောက်လာပြီးကာဆုကာကိုတွေးမိသေးလားလို့မေးတာကြောင့်ခေါမှုဘက်မှန်ထင်တယ်လို့ပြေလိုက်ပါတယ်ကာဆုကာကဟီရုကခွန့်ကျွေးနေတဲ့နေလက်စာကိုစားနေတော့အာယူကာဝကိုတွေးလိုက်ရပါတယ်ဒါကြောင့်ကောင်းကင်ဘုံမှာဘာကြီးလဲဂျိုရာကြီးများလားလို့စောက်ကျိုးနဲ့ဂျင်းတွေတိတ်ပြီးမှဟီရုကာကိုမလိမ့်တစ်ပတ်လောက်ကထားခဲ့ပြီးအာယူကာဝနောက်ပြေးလိုက်လာခဲ့ပါတယ်ဒီတစ်ခါမှမဟုတ်ရင်နောက်တစ်ခါပြန်အဆင်ပြေစရာအကြောင်းမရှိတော့ကြောင်းအစွမ်းတုံးပြီးအာယူကာဝရဲ့ရှေ့ကိုတယ်လီဖုန်းလုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဘာပြောရင်ကောင်းမလဲဆိုတာတော့ကာဆုကာတယောက်သိချမသိသေးပါဘူးဟိုလင်းငါအရေးကြောက်တတိမထားမိပဲလို့ပြောလိုက်တာကြောင့်အဲ့ဒီတုန်းကဟာအရေးကြောင်လာလို့အာယူကာဝကပြန်မေးလာပါတယ်အဲ့ဒါတခုတည်းကြောင့်မဟုတ်ပေမဲ့ဘလို့ပြောရမလဲအရေးကြောင်နေနဲ့ရဲတွားတာတော့အမှန်ပဲအဲ့ဒါကြောင့်ငါဘသူနဲ့အတူရှိကိစ္စမရှိဘူးလို့ပြောချင်တာမဟုတ်ဘူးလို့ပြောချင်တာတွေပြောနေပါတယ်အာယူကာဝလည်းအနေငယ်ပြောလိုက်ပြီးငါလည်းအတူတူပါပဲလို့ပြောကထွက်သွားပြီးရေးတောက်တယ်ဆိုတာကောင်းတဲ့အရာမဟုတ်ဘူးနော်ဒါတောင်မှအလုံနားရဲ့နေရကာဆုကာကိုတောင်တိုက်လိုက်သေးရကြောင်းပို့ပြီးမှအကျင့်ပြစ်တဲ့သူတို့ထင်သွားမှာပေါ့နော်လို့ပြောလိုက်ပါတယ်မဟုတ်ပါဘူးလို့ကာဆုကာကပြောလိုက်တဲ့အခါပိုက်စားလိုက်တာနေလေစာမစားရသေးဘူးလို့ပြောလာခဲ့ပါတယ်ဒါအဆင်ပြေစားမလားဆိုကဝတ်သားညက်ဆန်ဝက်ကိုချစ်ချင်နာနာပဲအာယူကာဝလက်ထဲကိုပြစ်ပေးလိုက်ပါတယ်ဟီရုကာကတော့ဂျိုရာကြီးရှာနေတော့ဖြစ်ပြီးအနောက်ကိုလှည့်ကြည့်တဲ့ချိန်မှာတော့ကာဆုကာကတော့မရှိတော့ပါဘူး